လူတချို့ကကျမအပေါင်းအသင်းမရှိဘူးဆိုလို့ကျမကိုဟာတိုက်တယ်တချို့ကတော့တယောက်တည်းနေခြင်းဟာစိတ်အေးချမ်းခြင်းတဲ့ပဝင်းချင်းဆိုတာကြီးကလေနေမဝဲရတိုင်းစိတ်ထင်ရပြောတတ်ကြတာတကယ်တော့လေလောကကြီးမှာရှိတဲ့လူသားတိုင်းကတူတို့တူရစိတ်တကြတာမလားကျမအပေါင်းအသင်းမများတာမှန်ပါတယ်တယောက်မှမရှိတာတော့မဖြစ်နိုင်ပါဘူးကျမကိုလေးစားပြီးအကောင်းမြင်တဲ့သူတွေရှိတယ်လို့ကျမကိုကြရက်လောင်ပြောင်းကြတဲ့လူတချို့လည်းရှိမှာပဲလေအဲ့ဒါကိုကျမလိုက်ခံစားမနေဘူးကျမတို့ရဲ့ဗုဒ္ဓဘာသာဝင်လူသားတိုင်းသိကြပါတယ်ကျမတို့ရဲ့ဗုဒ္ဓဘုရားသခင်တရှင်ကလူသားတယောက်ကိုဗုဒ္ဓဟာအပြစ်ကင်းစင်ပါတယ်အဲ့ဒီလိုအပြစ်ကင်းစင်တဲ့ကျမတို့ရဲ့ဗုဒ္ဓကိုယ်တော်လူသားတချို့ကမကောင်းမြင်အပြစ်တင်ရန်ရှာကြသေးတာပဲမလားကျမအပေါ်ရန်ရှာအပြစ်တင်ကဲ့ရဲ့ကြတဲ့သူတွေရှိတာမဆန်းလာပါဘူးတခုပဲပြောပြမယ်ဟုတ်တယ်တချို့ကကျမကိုမပေါင်းချင်ကြဘူးသူတို့တူရပဲပေါင်းချင်ကြမှာပဲလေကျမကိုအကောင်းမြင်စိတ်မရှိသူတွေကိုကျမကခါရပြီးပေါင်းတင်းနေထိုင်တွားရမှာလားကျမကိုလည်းဘယ်သူကမှခါရပြီးမပေါင်းခိုင်းဘူးလေအကုန်လုံးကကိုယ်လှုပ်စာကိုစိတ်ချစားနေကြတယ်မလားအဲ့ဒါကြောင့်ဘသူကိုမှခါရပေါင်းတင်းနေစရာမလိုပါဘူးအပေါင်းတင်းမရှိတိုင်းကိုကမားနေလို့စိတ်တက်မကောင်းလို့မဟုတ်ဘူးနော်ဗုဒ္ဓကိုမကြိုက်တဲ့သူတွေရန်လို့တလို့ပေါ့တဘောပေါင်းမှာပါနော်